တရားသည်ချန်ပီယံလိဖလားကိုဘိုးဆွဲသွားမယ်အသင်းကိုတွဲချက်ပေးလိုက်တဲ့စူပါကွန်ပျူတာပရိသတ်များလုံးပဲမင်္ဂလာပါဝေလို့ကျော် iMac ခွန်ရှေကို Sport Area ကနေပြန်လည်ကြိုလိုက်ပါတယ်တရားသည်ချန်ပီယံလိဖလားကိုဘယ်သူဘိုးဆွဲသွားမလဲသိမကြခင်မှာသိရတော့ပါအာဆင်နယ်ကအသင်းသမိုင်းမှာချန်ပီယံလိဖလားကိုလုံးဝမရခဲ့ဘူးပါဘူး PSG ကလည်းချန်ပီယံလိဖလားဆိုတာမူးလို့တော့ရှူစရာမရှိပါဘူးဘာစီလိုနာက2015မှာ MSN နဲ့ချန်ပီယံလိဖလားကိုနောက်ဆုံးယူခဲ့တယ်အဲ့နောက်ပိုင်းချန်ပီယံရတော့10စုနှစ်ပြည့်သွားပါပြီအင်တာမီလန်ကလည်းမော်ရင်ခိုနဲ့2010မှာချန်ပီယံလိအပါဝင်ထွဲပယ်ရပြီးတဲ့နောက်ဥရောပရဲ့အောင်မြင်ဆုံးဖလားကိုထပ်မရတော့တာ15နှစ်ရှိသွားခဲ့ပါပြီဒါကြောင့်ဒီနှစ်ဟာနောက်ဆုံး10စုနှစ်ကာလအတွင်းတခါမှမမြင်ခဲ့ဘူးတဲ့ချန်ပီယံအသစ်ကိုမြင်ရမယ့်နှစ်ဖြစ်ပါတယ်ဆီမီဖိုင်နယ်ရောက်၄သိန်းထဲမှာတသိန်းမှကောကောင်းဖြစ်ပြီးရောက်လာတာမဟုတ်ပဲအကုန်လုံးခြေစွမ်းကောင်းတွေကိုပြိုင်ပွဲထောက်လျှောက်ပြသပြီးရောက်လာခဲ့ကြတာဖြစ်တာကြောင့်၄သိန်းစလုံးအားကောင်းလို့ပါတယ်ထိတိုက်တွေ့ဆုံမှုတွေမှာလည်းအာဆင်နယ်က PSG နဲ့တွေ့နေပြီးဘာစီလိုနာကအင်တာမီလန်နဲ့တွေ့နေတာပါဘာစီလိုနာတို့2010ကရှုံးကြီးကိုပြန်ဆန့်နိုင်မလား PSG ကရောအုပ်စုအဆင့်လုံးကအာဆင်နယ်ကိုရှုံးနေခဲ့မှုကိုပြန်လှန်နိုင်မလားစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်ဒါဆိုရင်ဒီအသင်းလေးသိန်းတွေကဘယ်အသင်းကချန်ပီယံဖြစ်မလဲ OPT ရဲ့စူပါကွန်ပျူတာကတွက်ချက်ပေးထားပါတယ်ဘာစီလိုနာကဒီဟာဒီမှာ travel ရနိုင်တဲ့ခွင့်ရေးကိုပိုင်ဆိုင်ထားပါတယ်2015မှာတော့ချန်ပီယံလိအပါဝင် travel ရခဲ့တဲ့ဘာစီလိုနာတို့10စုနှစ်တခုအကြာမှာတူညီတဲ့တပိုင်းကိုရေးနိုင်ဖို့ဆရာတက်တန်နေပါဘာစီလိုနာကရှုံးထွက်အဆင့်တွေမှာဘယ်ဖီကဒေါ်မွန်တို့ကိုကြော်ဖြတ်ခဲ့ရတာဖြစ်ပြီးလွယ်တယ်လို့လည်းမဆိုသာသလိုခက်လွန်းတယ်လို့လည်းမဟုတ်ပါဘူးဒေါ်မွန်ကိုပထမအကြော့မှာအပြည့်အသက်နိုင်ပြီးနောက်ဒုတိယအကြော့ကိုရက်တန်မှန်ပြီးရှုံးနေခဲ့ပေမဲ့ဆီမီဖိုင်နယ်တက်ဖို့လုံလောက်ခဲ့ပါတယ်။ရောဘင်ယာကဘောလုံးဒီယောရဖို့ရှေ့ဆုံးကနေဦးဆောင်နေပြီးလွေနော့စကီလာမင်းရာမေတို့ရဲ့တိုက်စစ်ကကြောက်စရာကောင်းလို့နေပါတယ်။လက်ရှိဘာစီလိုနာတိုက်စစ်ကဘယ်အသင်းကိုမဆိုခြေမုံပြလိုက်ဖို့အသင့်ရှိနေပါတယ်။ဒါပေမဲ့ဘာစီလိုနာက OBT ရဲ့တွက်ချက်မှုအရဒီဟာဒီချန်ပီယံလိကိုဘိုးဆွဲဖို့21.8%ပဲရှိပြီးအနည်းဆုံးဖြစ်နေတာဖြစ်ပါတယ်။ PSG ကလည်းချန်ပီယံလိမှာတောင်းလျှောက်ခြေစွမ်းကောင်းတွေပြသထားတဲ့အသင်းဖြစ်ပါတယ်။အထူးသဖြင့်လီဗာပူးကိုအနိုင်ယူသွားပုံမှာဆိုရင်သူတို့ရဲ့တိုက်စစ်အရေးသွေးကိုထင်ထင်ရှားရှားမြင်ခဲ့ရတာပါ။ဒန်လီလေးဘာဂိုလာကာဗရက်စကီလီယာတို့အတွဲကကြောက်စရာကောင်းလို့ပြီးအတွေ့အကြုံများတဲ့နီးပြအင်းတို့တွေလည်းရှိနေပါသေးတယ်။ OBT ရဲ့တွက်ချက်မှုအရ PSG ကချန်ပီယံလိရဖို့24.3%ရှိနေပြီးဘိုးဆွဲဖို့ရာခိုင်နှုန်းတတိယအများဆုံးဖြစ်ပါတယ်။ဘိုးဆွဲဖို့ရာခိုင်နှုန်းဒုတိယအများဆုံးကအင်တာမီလန်ဖြစ်ပြီး25.5%ရှိနေပါတယ်။ဒါကလည်း travel ရနိုင်တဲ့အခြေအနေရှိနေပြီးတော့ပြည်တွင်းဖလားမှာလည်းအခြေအနေကောင်းနေပါတယ်။ quarter final မှာအင်တာမီလန်ဘိုင်ယန်မြူနစ်ကိုခက်ခဲကြော်ဖြတ်ခဲ့ရတာဖြစ်ပြီးနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။ Lautaro Martinez ကသင်းကောင်းဆောင်လက်ပတ်နဲ့အတူအကောင်းဆုံးချိန်စွမ်းပြနေနိုင်တာဖြစ်ပြီးနယ်နဲ့ကျဲဝိုင်းထားတဲ့အင်တာလူစင်းကအထင်သေးလို့တော့မရပါဘူး။ OPT ရဲ့တွက်ချက်မှုရချန်ပီယံလိဖလားကိုဘိုးဆွဲဖို့ရေပန်းစားဆုံးအသင်းကတော့အာဆင်နယ်ပဲဖြစ်ပါတယ်။အာဆင်နယ်တို့ Real Madrid လိုအသင်းမျိုးကိုပြတ်သားအနိုင်ယူပြီးဆီမီဖိုင်နယ်ကိုရောက်လာလို့လည်းရေပန်းစားမှုမှာအမြင့်ဆုံးဖြစ်နေတာပါ။တခြားအသင်းတွေနဲ့မတူတာကအာဆင်နယ်မှာအာရုံများစရာမရှိတော့ပဲချန်ပီယံလိတစ်ခုတည်းကိုပဲ all in ဖို့လုပ်နေတာပါ။ပရီးမီးယားလိမှာချန်ပီယံဖြစ်နိုင်တော့တဲ့အာဆင်နယ်အနေနဲ့ရေကုန်ရေခမ်းစူးစမ်းကစားဖို့တော့မလိုတော့တာကြောင့်ချန်ပီယံလိကိုပဲအာရုံအပြည့်အဝထားစိုက်နိုင်နေတာဖြစ်ပါတယ်။အာဆင်နယ်အားသာချက်ကအသင်းလိုက်ကစားရန်ကောင်းကောင်းရှိပြီးခန်းစင်းနဲ့ကွင်းနဲ့တောင်တင်းတာဖြစ်ပါတယ်။အရင်ကဆိုရင်ကိုကပဲဘောလုံးကင်မယ်ကိုကပဲတိုက်မယ်ဆိုတဲ့အာဆင်နယ်ကအခုဆိုရင်တံမြန်တိုက်စစ်ကိုလည်းကောင်းကောင်းကစားတက်နေပြီဖြစ်သလိုလိုအပ်လာရင်ခန်းစင်းကစားဖို့လည်းဝင်မလေးတော့ပါဘူး။ OPT ရဲ့တတ်မှတ်မှုမှာအာဆင်နယ်ကဘိုးဆွဲဖို့28.9%ထိရှိနေတာပဲဖြစ်ပါတယ်။၄သိန်းကျမှရာခိုင်နှုန်းဟာကွာဟာချက်တိမ်မများတော့မို့ဘယ်အသင်းမဆိုဘိုးဆွဲသွားနိုင်တဲ့အခြေအနေမှာရှိနေတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကဒီလောက်ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချွန်လိုက်ရပါတယ်ခင်ဗျာ။